မင်္ဂလာပါ Artificial Intelligence Tools တွေကိုစတင်လေ့လာနေသူတွေအတွက်ပထမဆုံးအဆင့်ဖြစ် Chat ဆိုတာပါလဲဆိုတဲ့သင်ခန်းစာလေးကို Engineer Brain Knowledge ကနေတင်ဆက်ပေးလိုက်ပါတယ်။ Chat က OpenAI ကဖန်တီးတဲ့လူစကားပြောသံနဲ့တူတဲ့ Artificial Intelligence တစ်ခုဖြစ်ပါတယ်။မေးခွန်းမဆိုမေးလိုက်တာနဲ့မြန်ဖြေပြောနိုင်ပါတယ်။စာရေးဖို့သုတေသနလုပ်ဖို့စိတ်ကူးတွေဖန်တီးဖို့အမျိုးအသုံးပြုနိုင်ပါတယ်။ lesson အဓိကအချက်တွေကတော့ chat app ဆိုတာပါလဲဘယ်လိုအသုံးပြုရမလဲ prompt နမူနာလေ့ကျင့်ခန်းဒီ tool လေးက students engineers content creators တွေအတွက်နေ့စဉ်တိုးတက်ဖို့အရန်အသုံးဝင်ပါတယ်။နောက်ထပ်သင်ခန်းစာတွေကို Engineer Brain Knowledge မှာဆက်လက်လေ့လာနိုင်ပါတယ်။ Engineer Brain Knowledge lesson to chat tools learning every day